30နဲ့ကိုပါစီသူအောင်တို့ပုံရွှေကိုဒေါ်လာလွယ်ရောသူ့ချမယ်ဝင်9000ဥရွှေကိုဒေါ်လာလွယ်ဟုတ်ကဲ့စီသူအောင်သူ့ချပါမယ်ဖြစ်တယ်နော်ဒီလိုက်လားတော့ပြကြသေးတယ်မောင်တန်းစော်ဝင်းမောင်နောက်နံပါတ်18မောင်တန်းစော်ဝင်းရှိသလားဦးမြဟန်တော်ညိုအမောက်ကျိတ်တဲ့ဒီတော့ကဦးမြဟန်တော်ညိုအမောက်ကျိတ်တဲ့ဒီတော့ကကဲကိုမောင်ဝတ်ထားပေးပါကိုသားတော့တရားပုံးတဲ့ခေါ်ကျော်ရဲခေါ်ရှိလားကျော်ရဲခေါ်ကျော်နံပါတ်30ခေါ်မရှိဘူးလားအော်မရှိသေးတယ်တိုင်းစားလို့ကျော်ရဲခေါ်ဦးမျိုးလွင်ဦးတော့ချိုဝေးရွှေသားရှိတော့တာရက်ွက်ဆရာတို့တွေ့ပါပါခင်ဗျာနောက်တစ်ခုရှိသေးတယ်နော်နောက်တစ်ခုကနောက်ပြောအေးကဲနောက်ပြောကကျော်နံပါတ်3မောင်လွင်မိုးအောင်လွင်မိုးအောင်ဦးမျိုးလွင်ဦးတော့ချိုဝေးရွှေသားနဲ့ဆက်လက်ပြီးတော့သူ့ချပါမယ်ခင်ဗျာဦးတို့အဲ့ဒါပြောသမီးပေါင်းတဲ့ချောင်းတော့နံပါတ်3မောင်ကျော်လေးမောင်ကျော်လေးကိုဦးဆန်းဝင်တော့အေးဆက်ပါမဏိရက်ွက်ဦးဆန်းဝင်တော့အေးဆက်ပါမဏိရက်ွက်လာမလိုက်တော့ချပေးပြချပေးအဲ့ကိုဖို့တော့အားတွေပြချပေးဟုတ်ပြီတော့တော့နံပါတ်30နဲ့မောင်အမွေဦးတီဦးလေးတော်မြင့်မြင့်မော်တတိပဌာန်ရောက်ပါကတော့ပြချပေးပါဗျာမောင်အမွေဦးတီဦးလေးကဲကိုချိုတီပဲကိုချိုတီရတယ်ကိုသားကျေးဇူးတင်ပါတယ်ခင်ဗျာဘလို့ကိုသားလာတော့သူစီနေတော့တယ်နောက်ပြောတယ်ကျော်နံပါတ်7မောင်တန်းစီဦးတီဝဲကူတော့ခေဆွေဝဲဝါလိုက်ရုံမရပွဲရှိပါလားကဲကိုသားတယောက်ထားလိုက်ဦးတီဝဲကူဟုတ်ပြီရုံမရပွဲရတယ်ပြလိုက်ပြီဟုတ်ကဲ့စိတ်တော့လက်စကိုတော့နံပါတ်29ပေါင်းဟိတ်တန်းသူရှိလားတော့နံပါတ်29ပေါင်းဟိတ်တန်းသူအဲ့ဒါကျွန်တော်ဒီခိုင်ပြောရလားဟာလားဒီခိုင်ပြောကကျွန်တော်တို့ဟုတ်ကဲ့ဒီခိုင်ပြောပါတရားတူဟုတ်ကဲ့ခင်ဗျာနောက်သူကြပေးပါခင်ဗျာဒီခိုင်ပြောပါတရားနေပြီးတော့မောင်မေးသူကကိုသူကြပေးပါနောက်တော့ဒီခိုင်ပြောပါတရားပဲဟဲ့အဲ့ဒါပြီးတော့နော်ကျွန်တော်တို့ကမူရပထမဆုံးကကျွန်တော်တို့နံပါတ်7ထိဖြစ်ပါတယ်ခင်ဗျာ12ဦးပါပထမ12ဦးတရေပေးတော့12ဦးကနေပြီးတော့သူ့ဝင်9000ဆက်ဆုံးကနံပါတ်30အပြည့်နံပါတ်30မောင်ရာချစ်အဘွားချစ်တော့မောင်ရာချစ်ကိုပြပြီးတော့ဘယူလာရှင်အားတဲ့ဘယူလာရှင်ဝင်9000ဟုတ်ကဲ့ဘယူလာရှင်တရားဖြစ်ပါဟုတ်ပြီတော့မောင်ကျောင်းနံပါတ်7မောင်ပြင်းကိုလွင်နံပါတ်က7မောင်ပြင်းကိုလွင်ထုတ်ကြလို့ဘယူလာရှင်တရားပဲသူချင်းကြီးမှာဖြစ်ပါတယ်မောင်ပြင်းကိုလွင်ဘယူလာရှင်ရပဲဟုတ်ကဲ့ခင်ဗျာကျေးဇူးတင်ပါတယ်နောက်တစ်ခါနံပါတ်က35မောင်7တို့ဘလော့ကြည့်မြင်ပါဦးထိုးချအောင်လားဦးထိုးချအောင်ရဲ့ဦးဝင်းညို့ရဲ့ဦးလာဝင်းကျော်ရဲ့ဦးခင်မောင်လေးရဲ့ကိုဆောင်းဦးရဲ့အားလုံးစုစုပေါင်းတော့ဝဲအားလုံးပြောလို့ကိုကျော်ပါလားထိုးချအောင်ဦးဝင်းညို့ဦးလာဝင်းကျော်ဦးတန်းစင်ကိုဆောင်းဦးတို့ကနေပြီးတော့စုပေါင်းပြီးတော့သူ့ဝဲ2500ကိုကျွန်တော်တို့အဲ့ဒီဝဲကြည့်ရတဲ့ကလေးလေးကိုထုချပေးပါခင်ဗျာ2000ပါပါခင်ဗျာအားလုံးကျေးဇူးပါပဲအဘလို့အခဏလေးမင်းနေကိုကြော်လာခေါ်တော့ဝင်9000နဲ့ကိုကြော်လာကဝင်9000မင်း3000ရပါပြီငါ့ကိုတစ်ပေါင်းခွဲလာပေးဝဲနံပါတ်7ဟုတ်ကဲ့ဆက်ပြီးတော့ကြည့်နေမယ်ဝဲနံပါတ်7နံပါတ်ဆက်ခေါ်လာနံပါတ်7ကိုပြုံးချိုဦးဖေးဝဲ9000နောက်ပြီးတော့ဟုတ်လားဦးဖေးဝဲ9000ဟုတ်ရတယ်အောင်ရဲကြောင့်နေရာကြီးဒီအောင်စုကြမှာကတော့ဦးဖေးဝဲ
ဦးထေးဝင်းကနေပြီးတော့ကိုအောင်ရဲကျော်ကိုသူ့ဝင်9000ပြပါခင်ဗျာဟုတ်လို့ရှိသေးတယ်ဟုတ်ပြီဆွဲနံပါတ်20ကျော်နံပါတ်50ဦးတီဟာကတီဟာရတယ်ကိုတီဟာလားဆိုတီဟာဆိုတီဟာကနေရာယူကိုပြပြကြမယ်ဦးထေးဝင်းမဲ့ဦးထေးဝင်းကကိုဆိုတီဟာကိုချင်းပြပြဖို့4000တော့နဲ့တက်တာကပါဗျာသူ့ငွေချက်9000ဖြစ်ပါတယ်ဟုတ်ကဲ့နောက်နာမည်ကိုမောင်စောဦးထေးဝင်းက3000ဟုတ်ပြီတော့ဦးထေးဝင်းက3000နောက်ပြီးတော့ဘီလာရှင်က2000တော့ဦးထေးဝင်းက3000ဘီလာရှင်က2000အလုံး9000ရမယ်ရပြီလားရပြီဘယ်နံပါတ်20နဲ့ဘယ်နံပါတ်20ကျော်နံပါတ်41မောင်ကိုကျော်ဘိုးနော်ကိုကျော်ဘိုးကိုထေးဝင်းက3000ကိုကျော်ဘိုးရလားကိုထေးဝင်းက3000နောက်ပြီးတော့ဂယုနာ2000လားအဲ့လိုလားဂယုနာ2000ဖြစ်ပါတယ်ခင်ဗျာအဲ့အတွက်လားဟုတ်ပြီတွဲနံပါတ်23ကျော်နံပါတ်30မောင်နေ38ကျော်နံပါတ်38မောင်နေထက်ဦးထေးဝင်းက3000ဂယုနာရှင်က2000ဟုတ်ကဲ့9000ပါပဲနောက်ကျော်နံပါတ်24ကျော်နံပါတ်49မောင်ညိုးထွန်းမောင်ဖိုးတုံဒီစကောမောင်ဖိုးတုံဟုတ်ပြီဟာထေးဝင်းမလားဦးထေးဝင်း3000ကဂယုနာရှင်က2000ဟုတ်ပါတယ်ကျေးဇူးတင်ပါတယ်ဆက်ကြည့်ပါကျွန်တော်ခွဲနံပါတ်25ကျော်နံပါတ်34မောင်ရှမ်းလေးရှိလားရှမ်းလေးသူ့ဝင်တယ်ဦးထေးဝင်းက3000ဂယုနာရှင်က2000 9000ဖြစ်ပါတယ်နော်ရှမ်းလေးပြီးသွားပြီနော်ဘယ်နံပါတ်26ကျော်နံပါတ်40ဟေးဝေးရန်ပေါဟေးဝေးရန်ကျွန်တော်ဘယ်လိုလဲလားဦးထေးဝင်းက3000ဂယုနာရှင်က2000ဦးခင်မောင်လေးက2000အားလုံးတော့ဟောတော့ရပါတယ်20ခေါ်ဘယ်နံပါတ်20ခေါ်ကျော်နံပါတ်16မောင်အေမီထောကြီးလားဒါလီသူ့ဟာဦးထေးဝင်းက3000ဂယုနာရှင်က2000ဦးနဲ့3000ဂယုနာရှင်က2000ဖြစ်ပါတယ်ခင်ဗျာအားလုံး9000နောက်ကျွန်တော်တို့ဇွဲနံပါတ်28ကျော်နံပါတ်44မောင်အောင်မင်းတို့တွေ့ပြရမယ်နော်ကျွန်တော်အဲ့ဒါကျွန်တော်ကိုထေးဝင်းက3000တော့ဂိမ်းနာရှိက1000ပေါင်း9000ဖြစ်ပါတယ်ကျော်နံပါတ်7မောင်ကျော်နိုင်ဦးရှိလားကျော်နိုင်ဦးသူ့ဟာဘယုနာရှိကဦးထေးဝင်းက3000ဂိမ်းနာရှိက1000သူ့ပေါင်း9000ဖြစ်ပါတယ်နော်ကျွန်တော်တို့ဘယ်နံပါတ်30ကျော်နံပါတ်20ခေါ်ကျော်ပါတော့ဘယ်နံပါတ်30ကျော်နံပါတ်20ခေါ်မောင်ချစ်ကိုဦးထေးဝင်းက3000ဘီယူနာရှိက1000ဖြစ်ပါတယ်ဘယ်နံပါတ်30ကျော်နံပါတ်20မောင်အော်ကြီးနော်မောင်အော်ကြီးရှိလားမောင်အော်ကြီးဒီကိုဦးထေးဝင်းက3000ယူနာရှင်က2000တို့လင်းစိုးက9000လင်းစိုးကဘယ်လိုကြည့်ကြမလဲ9000ကိုစားပြောက်ပေးပါလင်းစိုးကိုစားဦးထေးဝင်းကဆက်လက်ရှင်းပြပါခင်ဗျာအားလုံးတောင်းရတယ်ခင်ဗျာ9000လာပြီးတော့နောက်တစ်ယောက်ကဘယ်နံပါတ်32ကျော်နံပါတ်28မောင်နိုင်မင်းထက်ဦးထေးဝင်းက3000ယူနာရှင်က2000ဖြစ်ပါတယ်ခင်ဗျာဦးထေးဝင်းက3000ယူနာရှင်2000နောက်ဆုံးကြတယ်နော်33နော်ဘယ်33နောက်ကျော်နံပါတ်31မောင်ချမ်းမြေမောင်ဦးထေးဝင်းက3000ယူနာရှင်2000ဟုတ်ကဲ့အားရတာဝဲပြည့်စုချင်းရဲ့ခန္ဓာဒီဒီလုံးလုံးကြေရပါတယ်ခင်ဗျာမြန်မာတွေအားလုံးစုကြည့်ပါကြပါခင်ဗျာပုံရပါဖွဲ့ဟိုကျွန်တော်ဦးထေးဝင်းက9000ဦးဝင်းညိုက9000ကိုမိုးကျော်စောက9000အားလုံးစုပေါင်း1000ပဲရမှာဖြစ်ပါတယ်ကဲတော့ကျွန်တော် ready ဖြစ်လားပုံရပါဖွဲ့
ပေါင်းရမအောင်ကျွန်တော်ဦးသေးဝင်း9000ကိုဝင်းညို့9000ကိုမိုးကျော်စွာ9000စုစုပေါင်း1000ခွဲဖြစ်ပါတယ်ခင်ဗျာပြည်တော်ရေးကော်မတီက1000ပေါင်းရမအောင်ပြည်တော်ရေးကော်မတီကတော့1000တော့ပြည်တော်ရေးကော်မတီကပေါင်းရမအောင်1000ပေးမယ်ကြရပြီးတော့ပေးလိုက်ရပါရမယ်ပေးကြတယ်နောက်တစ်ခါကျွန်တော်ဘေးခရဖွဲ့ရောက်လာဘေးခရဖွဲ့ဦးထေးဝင်းက9000ဦးဝင်းညို့က9000ဦးမိုးကျော်စွာက9000ဖြစ်ပါတယ်ခင်ဗျာဒီပေါ်တော့ဝဲပါဘေးခရဖွဲ့ရွှေမြန်မာ